ဒီတော့အုပ်ဟာတက်တန်း18000နှစ်ပဲရှိပါသေးတယ်ကမ္ဘာအငယ်ဆုံးမိုးတစ်တော့ပေါ်ဒီနေရာမှာမြေနိမ့်ပိုင်းချင်ပန်စီမြောက်ဝံမိသားစုတွေနေထိုင်ကြပါတယ်သူတို့ရဲ့ခေါင်းဆောင်ကတော့အေယာမငွေရောင်ကြောပိုင်ချင်ပန်စီကြီးပါအလျားနှစ်မီတာနီးပါးရှိပြီးကိုလေးချိန်ကလည်း150ကီလိုဂရမ်ကျော်တောင်ရှိပါတယ်ခေါင်းဆောင်တယောက်ဖြစ်တဲ့အတိုင်းအမြဲတမ်းအနေရကင်းဖို့သတိဝီရိယရှိနေရပါတယ်ဘာလို့လဲဆိုတော့အနီးနားကတခြားအထီးတွေကအခွင့်ရေးရတာနဲ့အာနာကိုလူယူပြီးအုပ်စုကိုခွဲထုတ်သွားနိုင်လို့ပါဒါပေမဲ့လွန်ခဲ့တဲ့10နှစ်လောက်ကစပြီးသူတို့ထိန်းချုပ်လို့မရတဲ့ပိုကြီးမားတဲ့ချင်းချောက်မှုတစ်ခုပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့တရားမဝင်အမဲလိုက်တာပါပဲ။ဒီအကြောင်းကြောင့်ပဲဒေတာတွင်ချင်ပန်စီဥယေဟာတဝက်လောက်ရောနေသွားခဲ့ပြီးအခုဆိုရင်သူတို့ဟာမျိုးတုံးပြောက်ကွယ်မဲ့အနေနဲ့အလွန်နီးကပ်နေပါပြီ။တနေ့မှာတော့တောစင်ရိုင်းတကောင်သူတို့နယ်မြေထဲရှောက်ဝင်လာပါတယ်။ဒါပေမဲ့ချင်ပန်စီတွေကတော့စိတ်ပူစရာမလိုပါဘူး။စင်ကသူတို့ရဲ့ရိုးရာသွားလာနေကြလမ်းကြောင်းအတိုင်းပဲရှောက်သွားတာကိုချင်ပန်စီတွေဟာအစာရှာဖို့အတွက်နေ့စဉ်ကီလိုမီတာပေါင်းများစွာခရီးနေကြပါတယ်။သူတို့ဟာတောအုပ်ရဲ့ဥယျာဉ်မှုတွေပါပဲတစ်ပင်တွေပေါက်ပွားလာဖို့အစေးအဆန်တွေကိုနေရာအနှံ့ဖြန့်ကျက်ပေးနေကြတာပါ။အစာစားပြီးတဲ့အခါမှာတော့စိတ်မြေတော်တွေကိုဥတီသွားကြပြန်ပါတယ်။အဲ့ဒီနေရာမှာစားတတ်ပါတဲ့ရေနေပင်တွေပေါ်များလို့ပါတောအုပ်ထဲမှာစားကဲ့သို့သောတထုတက်တွေကအလွန်ရှားပါပေမဲ့သူတို့ရဲ့အသက်ရှင်တန်ဖို့အတွက်တော့ဒီစားတက်ကမရှိမဖြစ်လိုအပ်လာပါတယ်